重庆မှာအရန်နာမည်ကြီးရဲ့လိကြီး bus station ရထားက building ထဲကနေထွက်လာတာကိုဒါအပေါ် view ကနေမြင်ရတဲ့ view လေးပါဒီအကြောင်းကိုစိတ်ဝင်စားရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်ပေးပါနော်ကျမရဲ့ထုံးစံတိုင်းပေါ့နော်ကိုယ်တိုင်သွားချင်တဲ့လူတွေအတွက်အထောက်အကူပြုမဲ့ဗီဒီယိုဖြစ်ပါတယ်ဘယ်လိုသွားရမလဲဆိုလို့ရှိရင်တော့ Erlingberg ဘူတာနာမည်ကပေါ့နော် station နာမည်က Erlingberg ဖြစ်ပါတယ် exit က1ကိုထွက်ခဲ့ရမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့မှဗီဒီယိုတိုင်းလိုက်ခဲ့ကြမယ်နော်ကျမရဲ့ story လေးကိုပြောပြမယ်နော်ကျမက重庆မြို့ကလူပေါ့နော် YouTube မှာသူ့ဗီဒီယိုကြည့်တယ်ပေါ့သူ့ရဲ့ဗီဒီယိုမှာဒီတောင်ပေါ်ကနေပြီးတော့မှပေါ့နော်လိကြီးပါဘူတာကိုဆင်းသွားလို့ရှိရင်ပေါ့နော် cherry တွေအများကြီးတွေ့မယ်ဆိုပြီးတော့မှသူ vlog တာပေါ့နော်ကိုလည်းညံမီတလောက်ကြည့်ပြီးတော့မှလိုက်သွားကြည့်လို့ပေါ့လေဒီလိုမျိုး view ကိုတွေ့ခဲ့ရတာပါဒါပေမဲ့ကျမ cherry တော့မတွေ့ခဲ့ရပါဘူးဟုတ်ကဲ့ exit 1ကနေထွက်လာပြီးလို့ရှိရင်ပေါ့နော်စာလေးဖတ်ပြီးတော့မှအခုလိုမျိုးလေးကားလေးတက်လာတဲ့အချိန်မှာလမ်းမှာစပြီးတော့တွေ့ရတာတော့ဈေးရောက်တဲ့လူတွေလည်းတွေ့တယ် cherry ပန်းပင်လေးဘူးစုကျူလေးတစ်ပင်တွေ့ခဲ့တယ်ပေါ့နော်ဘယ်မှတော့မကွေးရပါဘူးဒီလမ်းတိုင်းပဲပေါ့နော်တက်တက်လေးရှောက်လာခဲ့ပါပန်းချံမတွေ့မချင်းရှောက်ပေါ့နော်အချိန်လေးအတိုင်းတာတစ်ခုထိတော့ပေးရပါတယ်ရှင်ကျမသွားတဲ့အချိန်မှာပန်းချံက renovation လုပ်နေရပေါ့နော်နည်းနည်းလေးတော့ရှုပ်ရှက်ခတ်နေပါတယ်ဝမ်းသာစရာတစ်ခုပြောပြချင်တာကတော့ဒီပန်းချံက free ဖြစ်ပါတယ်ရှင်လာအတူတူလိုက်ခဲ့အထဲမှာဘာတွေရှိမလဲကြည့်လိုက်ကြမယ်နော် Chongqing! Yeah! Let's go! Ealing Park is where I want to be, a cherry blossom fantasy. Aw, the season came and went, but this view is heaven sent. ဒါကတော့ပန်းချံရဲ့ map ပါဒါဆိုရင်ပန်းချံဘယ်လောက်ကြီးလဲခန့်မှန်းကြည့်လို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်တော့သူတို့ရဲ့လက်မှုအမှုပညာဒါအားလုံးသိပြီးသားပါတရုတ်ပြည်ရဲ့ရိုးရာပြင်ဆင်မှုပေါ့နော်အရန်ကိုလှပါတယ်ရေကန်လေးရဲ့အခုလိုရှောက်လန်းလေးရဲ့ဒါအစပဲရှိသေးရဲ့ပေါ့နော်တရုတ်မလေးတွေကလည်းပေါ့နော်အရန်ကိုလှချင်တဲ့မိန်းကလေးတွေအများကြီးမြင်တွေ့ရပါတယ်ဒီလိုပါပဲဘယ်နိုင်ငံမဆိုပေါ့နော်ကိုအခွင့်အရေးပေးတလောက်ပေါ့ဒီမှာလည်းတရုတ်ရိုးရာ traditional ဝတ်စုံတွေဝတ်ပြီးတော့မှပေါ့နော်ကင်မရာမန်အနေနဲ့အဲ့လိုစနစ်တကျဓာတ်ပုံရိုက်နေရတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်ကျမလည်းအကြမ်းမခံပေါ့နော်ကျမရဲ့အခြေအနေလေးနဲ့ပုံလေးတွေရိုက်ခဲ့ပါတယ်ရှင်ကြောက်တဒါလေးအောက်ကရေရင်မအေးချမ်း gentle breeze ဒီအလှတရား capture in my memories ဒီအလှတရား capture in my memories ဂျာပန်လေးတွေလမ်းကျူနေမနက်ခင်းလေးနူအေးကြောက်တဒါလေးအောက်ကရေရင်မအေးချမ်း gentle breeze အခုလာမယ့်ကက်ကလေးကိုအတိအကျကြည့်ပေးနော်ပျော်စီပြက်စီဟာတာပေါ့ဘာလဲဆိုတာကြည့်လိုက်တော့ဒါလေးကတော့ပန်းချံထဲမှာတကယ်ကြားနေရတဲ့အတန်ပေါ့နော်ပန်းလေးတွေနဲ့ music လေးတွေနဲ့ light ဖက်နေပါတယ်ဒါပေမဲ့လည်းအပြင်မှာကသူတို့က decoration လုပ်နေတဲ့အတန်ရဲ့နောက်ဆက်တဲ့အတန်ရဲ့ရှိပါတယ်ဒါကတော့လာပါတဲ့ပုံလာပါတဲ့ဗီဒီယိုမရမှာကြောက်လို့ပေါ့နော်ကင်မရာမန်ကိုတရားတွေဟောပြီးတော့မှဒေါ်တာတွေထွက်လာပါတယ်ကြည့်လိုက်ကြရအောင်ဒီ Erlingberg ကနေပြီးတော့မှပထမဆုံးမြင်ရတဲ့ချုံချင်းရဲ့ view ပေါ့နော်ဒါအပြင်မှာဖြစ်နေတဲ့အတန်တိုင်းနဲ့ထည့်ထားတာဖြစ်ပါတယ်ိုးအောက်နားမှာတွေ့နေတဲ့တိုက်တေးသေးလေးတစုပါပေါ့နော်လိကြီးပါစတေရှင်ရဲ့တိုက်ပါDreamy slow pop song with a sweet
youthful female focus by အမှဆုံး view point ကိုကြည့်ပြီးတော့မှတော်တော်လေးတော့စိတ်ကျေနပ်သွားပါတယ်။ cherry တော့မတွေ့ရသေးဘူးပေါ့နော်။ဒီပန်းချံအနေထွက်ရင်တွေ့မလားဆိုတဲ့မျှော်လင့်ချက်ရှိသေးတယ်ပေါ့နော်။ဒီအပြင်မှာရှိတဲ့ coffee ဆိုင်မှာမထိုင်ဖို့ပြောချင်ပါတယ်။အကြောင်းရင်းကိုဆက်ပြီးတော့မှပြောသွားမယ်နော်။ဒီကနေတက်ပြီးလေးဆက်လျှောက်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်။ဒီထက်လာတဲ့ view ကိုတွေ့ရမယ်။ဟောအဲ့ဒီတာဝါကိုရောက်သွားမှာဖြစ်ပါတယ်။အဲ့တာဝါမရောက်ခင်လေးဘယ်ဘက်ချမ်းပေါ့နော်။ကဘာဖက်မှာဖွင့်ထားတဲ့ coffee ဆိုင်ကိုထိုင်ခဲ့နော်။ပြီးလို့ရှိရင်နောက်ပိုင်းဗီဒီယိုမှာထပ်ပြောပြမယ်နော်။အဲ့တာဝါအပေါ်ရောက်သွားရင်ပေါ့နော်။ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုဆက်ပြီးတော့မှကြည့်လိုက်ကြရအောင်နော်။ တာဝါတိုင်းမရောက်ခင်ဘယ်ဘက်ကဘာရဲ့ဘေးမှာဖွင့်ထားတဲ့ coffee ဆိုင်လေးပါ။ဘာကြောင့်ဒီဆိုင်ကိုထိုင်ခိုင်းလဲဆိုတာအခုဒီ view ကိုတွေ့ရင်သိကြမှာပါနော်။နောက်ထပ်ဒီထက်မကတဲ့လှတဲ့ view ကိုဆက်လက်ပြီးတော့မှကြည့်လိုက်ကြမယ်နော်။ပေါက်စီကလေအေးွားတော့တော်တော်ဆွဲရတယ်။ဘာလို့အေးွားလဲဆိုတော့ကျမတာဝါတိုင်းပေါ်တယောက်ထဲတက်သွားတာ။ပြန်စင်လာတော့ကျမကင်မရာမန်ကဘိုက်စာလို့သူကအကုန်စားပြီးတော့ကျမမှာအေးနေတဲ့ပေါက်စီနဲ့ coffee ကိုတောက်ခဲ့ရတယ်ပေါ့နော်။နောက်ထပ်ဒီ story ကရှေ့လို့ပေါ့နော်ဗီဒီယိုအဆက်လေးတွေထပ်ပြီးတော့မှရိုက်ထားပါတယ်တကယ်လို့ကိုဘာသာကိုခီးသွားချင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကတော်တော်လေးအထောက်အကူပြုမယ်လို့ထင်ပါတယ်ဈေးလည်းမကြီးပါဘူး coffee card တစ်ခုပဲရှိပါတယ်နော်ပြီးလို့ရှိရင်ယထာနဲ့လည်းအလွယ်တကူသွားလို့ရတဲ့အတွက်ဘာမှကုန်ကြစည်မရှိပါဘူးဒါပေမဲ့လည်းဒီလိုနေရာကိုသွားမယ်ဆိုလို့ရှိရင်တော့လမ်းလျှောက်နိုင်တဲ့လူပေါ့နော်ကျမကြီးကောင်းတဲ့လူကိုပဲသွားသိချင်ပါတယ်လမ်းလျှောက်ရတယ်လီကချစ်တွေတွေ့ရမယ်ဒါမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုမှာကြိုပြီးတော့မှပြောပြထားတာဖြစ်ပါတယ်တကယ်လို့ကိုကအခုပြောတဲ့အချက်လက်တွေနဲ့ညီမျှတယ်ဆိုရင်တော့ချုံချင်းမှာဈေးအသက်တာဆုံးနဲ့ပေါ့နော်အရန်ကိုတာယာတဲ့ရှုခင်းတွေမြင်တွေ့ရမယ်တနေ့တာကုန်ဆုံးမဲ့နေရာလို့ပဲပြောရမှာပေါ့နော်ဟုတ်ကဲ့ coffee ဆိုင်ကနေမြင်တွေ့ရတဲ့ view လေးကိုဆက်ကြည့်လိုက်ကြမယ်နော်ဘယ်အရာကအရင်ပေါ်တာလဲပေါ့နော်လူတော်တော်များများကတိုက်ကြီးရှိပြီးမှယထာလန်းကိုအလေကနေဖောက်ဆောင်နေလို့ထင်ကြတယ်တကယ်တော့ယထာလန်းကအဆောက်အဦကိုနောက်မှဖောက်ထွင်းတည်ဆောက်ထားတာမဟုတ်ပဲအဆောက်အဦနဲ့ဘူတာယုံကိုစကတည်းကတပြိုင်နက်ဒီဇိုင်းဆွဲပြီးတည်ဆောက်ခဲ့တာပါအတန်ရော့နေစေတဲ့နီးပညာတွေကိုအသုံးပြုထားတာကြောင့်အဆောက်အဦအတွင်းနေထိုင်သူတွေအတွက်ကအဆင်ပြေပါတယ်မဆူပါဘူးအထူးဒီဇိုင်းနဲ့ဆွဲထားတဲ့လက်စစ်တန်လိုက်စနစ်ကိုတုံးထားတဲ့ယထာအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ပကံဆေးဆက်တစ်လုံးရဲ့အတန်လောက်ပဲရှိပါတယ်တဲ့အထဲကလူတွေအတွက်အနောက်ရှက်မဖြစ်ဘူးလို့သိရပါတယ်ပြောချင်တာလိကြည်ပါဘူတာရဲ့အပေါ်ထက်ကပေါ့နော်တာမန်လူနေတိုက်ခန်းဖြစ်ပါတယ်လို့မြေရှားပါတဲ့စနစ်ကိုဖြည့်ရှင်းတာပေါ့နော်ကျုံချင်းကတောင်ကုန်းတွေတောင်တန်းတွေထူထပ်တဲ့နေရာဆိုတာအခု view လေးကိုကြည့်ရင်ပိုပြီးနားလည်ပါမယ်ထင်ပါတယ်ဒါကြောင့်မလို့အင်ယာတွေရဲ့လိုအပ်ချက်နဲ့တည်ယူပို့ဆောင်ရေးစနစ်တစ်ခုကိုပေါ့နော်တနေရာထဲမှာပဲအကျိုးရှိရှိပေါင်းဆက်လိုက်တဲ့ engineer တွေရဲ့ပြောင်မြောက်တဲ့အမှုပညာဖြစ်ပါတယ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေလည်းစောင့်ကြည့်ကြပါဦးနော်စတာ